အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်တို့တောင်သူဦးကြီးတွေတက်ပေါ့နော်ချင်းတဲ့မြေကိုဒါပြုပြင်ဖို့ပေါ့နော်တောင်သူတွေအားလုံးသိတဲ့အတိုင်းပဲမြေချင်းထုံးထဲပေါ့နော်ဒီထုံးထဲတဲ့အကြောင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ကျွန်တော်တို့မြေမျိုးစားလိုက်လိုအပ်တဲ့ထုံးပမာဏတွေရှိမယ်ပြီးရင်အသုံးပြုမဲ့ထုံးအမျိုးအစားတွေရှိမယ်ထုံးထဲမှာအကျိုးရှိထိရောက်ဖို့အတွက်ဒါလိုက်နာမဲ့အချက်9ချက်ဒီချက်တွေကိုကျွန်တော်တို့အသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ခင်ဗျနံပါတ်1ကကျွန်တော်တို့မြေချင်းလုံးမှုထုံးထဲတဲ့အခါမှာဆိုရင်အကြမ်းအဖြစ်ပေါ့နော်တတ်မှတ်ထားတာတော့တဲဆန်တဲ့မြေမှာဆိုရင်တေကကိုထုံးပိတ်တာ300ဒါအသုံးပြုရပါမယ်နှုံးဆန်တဲ့မြေမှာဆိုရင်ပိတ်တာ900ရှင်စင်းမြေတို့မဟုတ်မြေစည်းမှာဆိုရင်ပိတ်တာ650တေကကိုအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်တို့အသုံးပြုမဲ့ထုံးမျိုးစားတွေကတော့ကျွန်တော်တို့၄မျိုးရှိပါတယ်ကျွန်တော်တို့ဒိုလိုမိုက်လို့ခေါ်တဲ့ကယ်လ်ဆီယမ်မက်ဂနီဆီယမ်ကာဗွန်နိတ်ပေါ့နော်သူကတော့အဓိကတော့မြေချင်းပြုပြင်တာလဲလုပ်လို့ရတယ်အဓိကတော့ကျွန်တော်မက်ဂနီဆီယမ်လိုအပ်တဲ့အချိန်မှာဒါအသုံးပြုရတာဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်2ထုံးမျိုးစားတာမဖောက်ထုံးပေါ့နော်ကယ်လ်ဆီယမ်အောက်ဆိုက်သူကတော့ဓာတ်ပြုမှုမြန်တယ်ပြီးရင်ပို့ပြီးတော့မြေစီလွှာအချင်းဓာတ်ကိုကျွန်တော်တို့လင်းလင်းမြန်မြန်နဲ့ထိန်းညှိပေးနိုင်တာပေါ့နော်နောက်နံပါတ်3ထုံးကတော့ကျွန်တော်ဖောက်ထုံးလို့ခေါ်တဲ့ကယ်လ်ဆီယမ်ဟိုက်ဒရိုဆိုက်သူကလည်းဒိုနီတူဆိုပဲကျွန်တော်တို့ဓာတ်ပြုမှုမြန်တယ်ပြီးရင်မြေစီလွှာအချင်းဓာတ်ကိုလင်းလင်းမြန်မြန်နဲ့ကျွန်တော်တို့ထိန်းညှိပေးနိုင်တာဖြစ်ပါတယ်ခင်ဗျနောက်ဆုံးနံပါတ်4ထုံးကတော့ကျွန်တော်တို့လူတီများတော့ကျွန်တော်တို့စိုက်ပျိုးရေးထုံးလို့ခေါ်တာပေါ့နော်ကယ်လ်ဆီယမ်ကာဗွန်နိတ်ပေါ့နော်ထုံးကြောက်ခေါ်တာပေါ့ဒါကိုတော့ကျွန်တော်တို့ဘတ်စုံပေါ့နော်ကြဲကြဲပြန့်ပြန့်ကျွန်တော်တို့မြေချင်းပြုပြင်ဖို့အတွက်ဒါအကောင်းဆုံးဒါထုံးမျိုးစားဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေမေးနေတဲ့မြေချင်းထုံးထဲမှာဆိုရင်ဘယ်ထုံးမျိုးစားတွေထည့်ရမလဲဆိုအခုဖော်ပြခဲ့တဲ့ထုံးအမျိုးစားလေးမျိုးလုံးကိုကြဲကြဲပြန့်ပြန့်နဲ့အသုံးပြုနိုင်တာဖြစ်ပါတယ်ခင်ဗျမြေချင်းဓာတ်ကိုပြုပြင်ဖို့ပေါ့နော်ထုံးထဲတဲ့ခါမှာဆိုရင်အကျိုးရှိထိရောက်ဖို့အချက်9ချက်ရှိပါခင်ဗျဒီအချက်9ချက်ကိုကျွန်တော်တို့တောင်သူကြီးတွေမဖြစ်မနေဒါလိုက်နာဆောင်ရွက်ပြရမှာဖြစ်ပါတယ်နံပါတ်1အချက်ကကိုအသုံးပြုတဲ့ထုံးမျိုးစားကျွန်တော်မှုန့်ညက်နေဖို့လိုမှာဖြစ်ပါတယ်ခင်ဗျဒါမှသာလျှင်ကျွန်တော်လှင်းလင်းမြန်မြန်ကျွန်တော်တို့ဓာတ်ပြုမှုကောင်းမှာဖြစ်ပါတယ်နောက်နံပါတ်2အချက်ကကျွန်တော်မြေစီလွှာနဲ့တမများတောက်အောင်ရောနှောမှုဖြစ်နေရပါမယ်ထုံးထဲတဲ့ခါမှာဆိုရင်နောက်နံပါတ်3အချက်ကတော့ကျွန်တော်တို့တီးနှံအလိုက်ပေါ့နော်လိုအပ်တဲ့ထုံးပမာဏတွေရှိပါတယ်ဆိုလိုတာကယခုဖော်ပြထားတဲ့ပုံမှန်ဆိုရင်ကျွန်တော်တို့ရဲ့တီးနှံမျိုးစားလိုက်ပေါ့နော်မြေချင်းငံကိန်းအညွန့်ကိန်းတွေရှိပါတယ်ဒီတတ်မှတ်ထားတဲ့မြေချင်းငံအညွန့်ကိန်းတွေကိုကျွန်တော်တို့ပြည့်မီအောင်ကျွန်တော်တို့ဒီထုံးဘလောက်ထည့်ရမယ်ဆိုတဲ့ဟာကိုမိမိရဲ့မြေမျိုးစားရဲ့အသုံးပြုမဲ့ထုံးပမာဏရဲ့ကိုဒါချိန်ဆဖို့အတွက်ဒါဆိုလိုရင်းဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်4ချက်ကတော့ကျွန်တော်တို့မြေစီလာအတွင်းမှာပေါ့နော်ရှင်စေးလို့ခေါ်တဲ့မြေစေးတဲ့ပါဝင်မှုရာခိုင်နှုန်းရယ်ပြီးရင်တစ်ဆွေးတဲ့လို့ခေါ်တဲ့ organic matter ပါဝင်မှုဒါတွေကလည်းပဲကျွန်တော်တို့ထုံးထဲတဲ့ကမှာဆိုအကျိုးရှိထိရောက်ဖို့အရေးပါအရာရောက်တဲ့အချက်ဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ရဲ့မြေစီလာအတွင်းမှာပါဝင်တဲ့တစ်ဆွေးတဲ့တို့မြေစေးပါဝင်မှုဒီဟာတွေကလည်းပဲကျွန်တော်တို့ထုံးတဲ့လင်းလင်းမြန်မြန်ဓာတ်ပြုပြီးတော့မြေစီလာအချင်းဓာတ်ကိုအိမ်မြန်စွာကျွန်တော်တို့ပြည့်ဆောင်ရွက်ပေးနိုင်တာဖြစ်ပါတယ်ခင်ဗျနောက်နံပါတ်5အချက်ကတော့ထုံးထဲတဲ့ခါမှာဆိုရင်တော့ထဲရမယ့်အချိန်ရပေါ့နော်အဓိကတော့ကျွန်တော်တို့ထဲမယ်ဆိုရင်သီးနှံမဆိုင်ခင်1လနဲ့3လအတွင်းပေါ့နော်ကြိုတင်ထဲဖို့လိုမှာဖြစ်ပါတယ်ခင်ဗျအချိန်အတွက်ကတော့ကျွန်တော်တို့အချိန်ချင်းလီခွဲထည့်ပေးနိုင်တယ်ဆိုရင်တော့ပိုကောင်းပါတယ်ခင်ဗျကျွန်တော်တို့ရဲ့မြေချင်းတက်လိုအပ်ချက်ပေါ်မူတည်ပြီးတော့အချိန်ချင်းခွဲထည့်ပေးနိုင်တာတော့ပုံကောင်းတာဖြစ်ပါလေခင်ဗျထုံးထည့်ပြီးတော့ကျွန်တော်တို့ရဲ့အချင်းဓာတ်ကိုကျွန်တော်တို့ပြုပြင်နိုင်ပြီးတော့အခုလိုထုံးထည့်ပြီးတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဓာတ်ပြုမှုကောင်းပြီးတော့သူ့ရဲ့အာနိသင်ပြနိုင်တဲ့အချိန်ကတော့ကျွန်တော်မြေမျိုးစားရဲ့အသုံးပြုတဲ့ထုံးပမာဏပေါ်မူတည်ပြီးတော့ကျွန်တော်တို့6လနဲ့9လအတွင်းမှာသူ့ရဲ့ဒီချင်းငံကိန်းကိုပြန်လဲဒါထိန်းကြီးပေးနိုင်တဲ့အာနိသင်ပြနိုင်တာဖြစ်ပါလေခင်ဗျနောက်နံပါတ်6အချက်ကတော့ထုံးထည့်ရမှာဆိုရင်မြေကြီးအတွင်းမှာဆိုရင်6လက်မကနေပြီးတော့9လက်မအနက်ကိုရောက်ရှိရမှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့တောင်သူကြီးတွေကထုံးထည့်တဲ့အခါမှာဆိုရင်ထည့်ထိုးပြီးတော့ကျွန်တော်တို့ထုံးကိုစိုက်ကင်းထဲမှာညီညာညာနဲ့ကျွန်တော်တို့ကြက်ပတ်ပြီးတော့ပြန်လဲအုပ်ပေးမယ်ဆိုရင်တော့ပုံမကောင်းမှန်ပါလေခင်ဗျာနောက်နံပါတ်9အချက်ကတော့အရေးကြီးဆုံးအချက်ပါကျွန်တော်ထုံးထည့်တဲ့အခါမှာဆိုရင်ကျွန်တော်တို့မြေတွင်းအဆိုဓာတ်ရှိရမှာမဟုတ်ဘူးအဆိုဓာတ်မရှိဘဲနဲ့ကျွန်တော်ပြောတဲ့အချက်6ချက်အားလုံးဘလောက်ပဲပြည့်စုံညီညွတ်မြေတွင်းထဲမှာအဆိုဓာတ်မရှိဘူးဆိုရင်ထဲထုံးပမာဏဟာဆိုရင်ထိရောက်မှုအားလဲစေမှာဖြစ်ပါလေခင်ဗျာဒါကြောင့်ကျွန်တော်တို့မြေချင်းထုံးထက်ပြုပြင်တဲ့အခါမှာဆိုရင်သတိထားမဲ့အချက်ကတော့ကျွန်တော်တို့ရဲ့မြေစီလွှာရဲ့ချင်းငံကိန်းဟာဆိုရင် pH 4အောက်ရောက်ရှိနေမယ်ဆိုရင်ကျွန်တော်တို့ပြုပြင်ဖို့အရန်ခက်ခဲမှာဖြစ်ပါလေခင်ဗျာဒါအပြင်ကျွန်တော်တို့ရဲ့မြေစီလာတွင် pH 1 unit တက်ဖို့ပေါ့နော်ချင်းငံကိန်း1 unit တက်ဖို့ဆိုရင်ကျွန်တော်တို့အသုံးပြုတဲ့ထုံးမျိုးစားရဲ့မြေမျိုးစားရဲ့ပေါ်မူတည်ပြီးကျွန်တော်တို့ထုံးပွက်တဲ့ချိန်600နဲ့1200ကြားမှာကျွန်တော်တို့ထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်ခင်ဗျဒီအချက်9ချက်ကိုလိုက်နာခြင်းအဖြစ်ပေါ့နော်ထုံးထည့်ရမှာဆိုအကျိုးရှိထိရောက်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မြေချင်းထုံးထည့်ခြင်းအဖြစ်ပေါ့နော်ချင်းနေတဲ့မြေကိုတမမျှတအောင်ပြုပြင်နိုင်ခြင်းအဖြစ်ပေါ့နော်တောင်သူကြီးတွေစိုက်ပျိုးထားတဲ့သီးနှံစိုက်ခင်းတွေအထွက်နှုန်းတိုးပြီးတော့ဝင်ငွေတွေအမှန်တကယ်တိုးတက်မှာဖြစ်တဲ့အကြောင်းအကြံပြုတိုက်တွန်းရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ